မင်္ဂလာပါခင်ဗျာအပတ်စဉ်ဗုဒ္ဓဟူးနေတဲ့တင်ဆက်နေကြဖြစ်တဲ့အောင်ဆောင်မော်စကားဝိုင်းပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုင်ခံပါခင်ဗျာပွဲတဲ့ရာသီမှာအလုပ်လုပ်တဲ့အခါကျွန်တော်တို့လူတွေပဲအပူဒဏ်ခံရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ထုံးစံကြီးတွေလည်းအပူဒဏ်ခံရပါတယ်အဓိကအားဖြင့်ဒီအလုပ်ရှင်ကောင်းနေတော့မှာ overheat လို့ခေါ်တဲ့အင်ဂျင်အပူလွန်ကဲခြင်းတွေဖြစ်လာတဲ့အခါဆက်ရက်သွားတာမျိုးရှိပါတယ်ဒီလိုဆက်ရက်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်သူတွေအတွက်တကယ်ပဲအခက်အခဲဖြစ်စေပါတယ်ဒါကြောင့်မလို့ဒီနေ့မှာဒီပြဿနာတွေကိုဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ဆွေးနွေးလိုက်ကြရအောင်ဗျဒီဘက်မှာတော့ကျွန်တော်လည်းအတူဆွေးနွေးပေးကြမယ်ကွဲတော့ဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ရေထုတ်ပါခင်ဗျာကွဲတွေ့ထုံးစံတစ်စီးမှာအင်ဂျင်အပူတက်ရတဲ့အဓိကတရခံကဘာဖြစ်မလဲဗျရေတိုင်ကြီးကြောက်မယ်လားဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒါအဓိကအနေနဲ့ကတော့ဒါ radiator လို့ခေါ်တဲ့ဒါရေတိုင်ကြီးပေါ့နော်သူကအဓိကပါပဲဆိုတော့အကြောင်းရင်း၃ချက်ရှိတယ်ပေါ့နော်ဒါရေတိုင်ကြီးကိုသွားပြီးတော့ဒီဘယ်လိုပြောရမလဲချို့ရင်းစေတဲ့အချက်၃ချက်ပေါ့နော်နံပါတ်1အနေနဲ့ကတော့ဒါရေတိုင်ကြီးပိတ်တာရေတိုင်ကြီးပိတ်တာဘယ်လိုမျိုးအခြေအနေမှာပိတ်တယ်လဲဆိုတော့ကျွန်တော်တို့ဒါလေထဲမှာအလုပ်လုပ်တဲ့အခါကျွန်တော်ဒီမျက်ခြောက်တွေဒါကောက်ယူစတွေနဲ့ဖုံမုံတွေကဒါရေတိုင်ကြီးထဲမှာရှိတဲ့အကန့်ကလေးတွေကိုတွားပြီးတော့ပိတ်တတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ရေတိုင်ကြီးကလေဝင်လေထွက်ဒါမကောင်းတော့ဘူးဗျာလေဝင်လေထွက်မကောင်းမဲနဲ့ကျွန်တော်တို့ဒါအပူကိုတက်လာစေပါတယ်ခင်ဗျဒုတိယအချက်ကတော့ကျွန်တော်တို့ဒါရေအဆင့်ညော်နေတာပေါ့ဗျာတနည်းအားဖြင့်ပြောရမယ်ဆိုရင်ရေတိုင်ကြီးထဲမှာရေမပြည့်တာရေမပြည့်တာပြီးတော့ဒီရေယူတာစိတ်နာတွေပေါ့ရေတိုင်ကြီးမှာရေယူတာစိတ်နာတွေဖြစ်နေတဲ့အချက်ကလည်းဒါအဓိကအချက်ပါပဲပေါ့နော်ဒါနောက်ဆုံးအချက်အနေနဲ့ကတော့ဒါကျွန်တော်တို့ပန်ကာကျိုးဒါပန်ကာကျိုးကဒီပြတ်နေတာဒါမှမဟုတ်ယော့နေတာဆိုရင်ဒါကျွန်တော်တို့ဒီအေးပြီးတဲ့စနစ်ကိုသွားပြီးတော့ဟိုချို့ရင်းစေပါတယ်ပေါ့ကျွန်တော်တို့အလုံးမလုံးပဲနဲ့ကျွန်တော်တို့ဒါဒုက္ခဖြစ်စေတယ်ပေါ့ဗျာဟုတ်ကဲ့ပါဗျတကယ်လို့ကျွန်တော်တို့အလုံးလုံးနေနေဒီအပူချိန်ပြတဲ့လက်တံကအနီရောင်အကွက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တောင်သူတွေအနေနဲ့ချက်ချင်းဘာလုပ်တင်တယ်လဲဗျဒီအချက်ကတော့ကျွန်တော်တို့အရေးကြီးဆုံးပဲခင်ဗျဟုတ်ကဲ့ဗျဒါကျွန်တော်တို့ဒီလိုကိစ္စဒီလိုဆက်အရန်ပူလာပြီဆိုရင်ဘယ်လိုဖြည့်ရှင်းလို့ရလဲဆိုတော့ဒါကျွန်တော်တို့ဆက်ကိုချက်ချင်းရက်လိုက်ပါဒါပေမဲ့အင်ဂျင်ကိုတော့ကျွန်တော်ချက်ချင်းလက်ငင်းသွားပြီးတော့မတက်လိုက်ပါနဲ့ခင်ဗျဒါဂီယာကိုလွတ်ပြီးတော့ဒါလီဗာကိုဒီနည်းနည်းလေးရှော့ပြီးတော့ကျွန်တော်တို့ဒီအင်ဂျင်ကိုဒါလဲပတ်နေပါစေဆိုတော့အဲ့ဒီမှာကျွန်တော်တို့အဓိကအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်ကျွန်တော်အပူအရန်တက်နေတဲ့အချိန်မှာကျွန်တော်ဒါရေတိုင်ကြီးအဖုံးကိုပြုတ်တရက်သွားဖွင့်လိုက်တာတန်လိုက်မိတာအဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ခင်ဗျဘာဖြစ်လို့ဆိုတော့ဒီရေတိုင်ကြီးထဲမှာ pressure ဥပပေါ်တော့ PR အရန်များနေတာ PR အရန်များတဲ့အချိန်မှာကျွန်တော်တို့ကဒီရေတိုင်ကြီးအဖုံးကိုဖွင့်လိုက်လို့ရှိရင်အထဲတွေကဒါရေငွေတွေရေတွေကုန်ရောပြီးတော့အကုန်လုံးပန်းထွက်လာနိုင်တယ်ပန်းထွက်လာတဲ့အခါကျရင်ကျွန်တော်တို့ဒီလူအန်ရဖြစ်စီတာပေါ့ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အောင်ဆက်မုံမှာရောဒီအေးခံစနစ်နဲ့ပတ်သက်ပြီးတော့ဘလို့အပူပစ္စည်းတွေရနိုင်လဲဗျကျွန်တော်စီမှာဒါအရည်သွေးမြင့်တဲ့ရေလဲအုံနေနဲ့ဒါပန်ငါကျိုးကိုအမျိုးအစားစုံလင်စွာဒါရရှိနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျဒီလိုအပူပစ္စည်းတွေမှမဟုတ်သေးပါဘူးကျွန်တော်တို့အောင်ဆက်မုံရဲ့အပူပစ္စည်းတွေကအရည်သွေးမြင့်မှာလို့ကျွန်တော်တို့ဒါဘယ်လိုမျိုးအလုပ်ကျန်းတဲ့နေရာမျိုးမှာမဆိုကျွန်တော်တို့ခံနိုင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွယ်တို့ဒါဆိုလို့ရှိရင်ဒီတိုင်ကြီးကိုပုံမှန်ဆေးကြောပေးဖို့နဲ့အပူပစ္စည်းစစ်သုံးတာကကျွန်တော်တို့ဒီဆက်ပူမတက်အောင်ကာကွယ်နည်းပဲပေါ့နော်ဟုတ်တယ်ကိုဟုတ်ကဲ့ပါတောင်သူကြီးများလည်းဆက်ပူမတက်လူလည်းအမောမခံရဘဲနဲ့လုပ်ငန်းကိုင်တွေအောင်မြင်ကြပါစေလို့ကျွန်တော်တို့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရေတိုင်ကြီးကိုစစ်ဆေးပါအင်ဂျင်ကိုအေးမြစေပါကျွန်တော်အောင်ဆက်မွန်နဲ့အတူရှစ်ဆက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ